ကျွန်တော်တို့ဘက်မှာနောင်တရတာလေးရှိဘူးရင်ရှိဘူးကြတယ်အဲ့ဒီနောင်တရတာလေးကို English လို့ပြောမယ်ဆိုရင် should have but 3နဲ့ကျွန်တော်ပြောပါမယ်ဟုတ်ပါကျွန်တော်အဲ့ဆိုဥပမာဝါကြလေးကြည့်လိုက်အောင်ငါအသေးကွဲခဲ့ရတယ်ငါသူနဲ့ရှစ်ကျွမ်းမဝင်ခဲ့တဲ့ဒီမှာဆိုနောင်တရလို့အသေးကွဲတဲ့သူနဲ့မတွဲခဲ့တဲ့ဆိုတဲ့အကြောင်းပြန်ပြောတာငါအသေးကွဲခဲ့ရတယ်ဆို I was heartbroken I should not have fallen in love with her ငါအသေးခွဲခဲ့ရတယ်ငါသူနဲ့ချစ်ကြွမဝင်ခဲ့တဲ့ဒီမှာဆိုရင် should ရယ် have ရယ် but 3ရယ်အငင်းဝါကြဖြစ်တော့ကြောင် not ကိုထည့်လိုက်ဝင်ခဲ့တဲ့တယ်ကဲနောက်ကဥမာဝါကြလေးကြည့်လိုက်ရင်ထပ်ရှင်းသွားလိမ့်မယ်ငါမုန်းမိခဲ့တယ်ငါထီးတလက်လောက်ယူခဲ့တဲ့မုန်းမိလို့သူနောင်တရတဲ့အကြောင်းရှင်းမယ်လို့အဲ့တော့ငါမုန်းမိခဲ့တယ်ဆိုလို့ရှိရင် I was caught in the rain I should have taken an umbrella ငါမုန်းမိခဲ့တယ်ထီးတလက်လောက်ယူခဲ့တဲ့ဆိုအမေနောင်တရတာကိုယူခဲ့တဲ့နောက်ပြောတဲ့အတွက် should ရယ် have ရယ် but 3ရယ်သုံးလိုက်နော်โอเคနောက်တစ်ခုကကြထည့်ကြည့်အောင်ပို့ပြီးရှင်းသွားပါမယ်ငါစာမေးပွဲကြခဲ့တယ်ငါစာကိုပို့စူးစမ်းခဲ့တယ်စာမေးပွဲကြအောင်ဆိုရင် I failed the exam I should have studied harderဟုတ်ပါဒီမှာနောင်တရတာကိုပြောရတော့ကြောင်း should ရယ် have ရယ် but 3ရယ်ကျွန်တော်ဒီဟာလေးကိုကြည့်လိုက်ပြီဆိုရင်နောင်တရတာကိုဘယ်လိုပြောရမလဲဆိုတာကိုရှင်းသွားပြီလို့ကျွန်တော်ယုံကြည်ပါတယ် Thanks for watching. See you in the next video.